ဖြစ်စဉ်ကတော့ရန်ကုန်မြို့တောင်ကလာပမြို့နယ်6ရပ်ကွက်ကုန်းမောင်လမ်းမှာရှိတဲ့ ABC ဖုန်းဆိုင်ဟာ24ရက်5လ2026ရက်နေ့ည12နာရီကနေမနေ့9နာရီအတွင်းမှာဖောက်ထွင်းခံရကြောင်းစိုင်းပိုင်ရှင်ကိုအာဂါကစိုင်းဖောက်ထွင်းခံရပြီးနောက်နေ့မှာ TikTok ကနေပြောဆိုထားခဲ့ပါတယ်။ iPhone 16 Pro Max iPhone 16 Pro Max ကနေ iPhone 13အထိ brand new တွေရော second တွေရောစုစုပေါင်း21လုံးကာလတန်ဖိုးအဖြစ်3850ကနေ3900အထိတန်ကြေးရှိကြောင်းဖောက်ထွင်းခံရပြီးရှိသမျှဖုန်း21လုံးစလုံးအကုန်ပါသွားတဲ့အတွက်ဆက်လက်ရပ်တည်ဖို့အတွက်တောင်မလွယ်တော့ကြောင်း9နှစ်လုံးအစာရအဖြစ်ခံယောဂအဖြစ်ခံပြီးရှာဖွေထားခဲ့သမျှအကုန်ပါသွားကြောင်း TikTok ကနေပြောဆိုထားခဲ့ပါတယ်။အဲဒီနောက်ပိုင်းရန်ကင်းမြို့နယ်မှာနေထိုင်တဲ့ကျော်စင်ကိုဟာအလုတ်အကိုင်းမရမရှိပဲ iPhone တစ်လုံးပြီးတစ်လုံးပြောင်းလဲကင်ဆောင်အသုံးပြုနေတာကြောင့်ရက်ွက်နေပြည်သူတွေကမတင်ကားသဖြင့်သတင်းပေးခဲ့ရမှတဆင့်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့မြို့ကန်တအုပ်ကပြောပါတယ်။အလုံးမရှိပဲနောက်ဆုံးပေါ် iPhone တွေကြီးလဲကင်နေလို့ရက်ွက်ကသတင်းပေးလိုက်တာရဲတွေလာစစ်တော့ iPhone 16 Pro Max နဲ့ iPhone 12 Pro Max သူစီမှာတွေ့တယ်ဆက်စစ်ဆေးလိုက်တော့တောင်ကလာပါတဲ့က ABC ဖုန်းဆိုင်ကိုဖောက်ထွင်းတဲ့သူဖြစ်နေတာလို့၎င်းကဆိုပါတယ်။ခိုးသွားတဲ့သူကခိုးသွားတဲ့ဖုန်း21လုံးကိုအကုန်မရောင်းပဲ iPhone 16 Pro Max ပါကင်ပိတ်လေးကန်ကျင်တယ်ဆိုပြီး19လုံးပဲရောင်းခဲ့တာကြံတဲ့ iPhone နှလုံးကိုခြံပြီးကန်ရင်ကနေအဖမ်းခံရတာရောင်းထားတဲ့ဖုန်းတွေကိုလည်းလိုက်လံသိမ်းဆည်းပြီးဖောက်ထွင်းတဲ့သူက2ယောက်လောလောဆယ်1ယောက်ပဲမိသေးတယ်လို့သူကရှင်းပြပါတယ်။လက်ရှိမှာပြစ်မှုကျူးလွန်သူကျော်စင်ကိုအားတောင်ကလာပမြို့မှာရဲစခန်းကအမှုဖွင့်အရေးယူထားပြီးဖမ်းဆီးရန်ကြံရှိနေသေးတဲ့ဆက်တရားခံဇော်မျိုးအောင်ဆိုသူကိုလည်းထပ်မံဖမ်းဆီးရရှိရေးအတွက်ဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ဖောက်ထွင်းခံရတဲ့ ABC ဖုန်းဆိုင်ပိုင်ရှင်ကိုအာဂါကလည်းခုဇွန်လ4ရက်နေ့ကတခိုးကိုမိတယ်တခိုးလက်ထဲမှာဖုန်းနှလုံးပဲကျန်တယ်ဖုန်းတွေကိုရန်ကုန်မှာရောင်းရင်မိမာဆိုးလို့တခိုးကဖုန်း19လုံးကိုနယ်ရီမှာသွားရောင်းထားတာတွေကိုခုလ9ရက်နဲ့6ရက်တွေမှာအကုန်ပြန်သိမ်းပြီးပါပြီဖုန်းတွေအလုံး21လုံးစလုံးအကုန်ပြန်ရပါပြီလို့သူ့ရဲ့ TikTok အကောင့်ကနေပြောဆိုထားပါတယ်